ထိုင်းစကားကိုအမြန်လဲတက်ချင်တယ်ဒါပေမဲ့ဘယ်ကနေစပြီးလေ့လာရမလဲဘယ်လိုလုပ်ရမလဲဆိုတာကိုမသိတဲ့တငယ်ချင်းတွေအတွက်ခိုင်ကဒီဗီဒီယိုလေးကနေပြီးတော့ပြောပြပေးသွားမှာဖြစ်ပါ Nice တင်နန်းတက်တာတော့တက်တာပဲပေါ့နော်ဒါပေမဲ့ခိုင်တို့ကတင်နန်းကနေပြီးတော့ထိုင်းဘာသာစကားအလုံးစုံကိုရခဲ့မှာမဟုတ်ဘူးဒါပေမဲ့ဘယ်လိုမျိုးလေ့လာရမလဲဆိုတော့လေ့လာပုံလေ့လာနည်းတွေကိုတော့သိရှိခဲ့ရမှာဖြစ်တယ် Niceခိုင်တို့ကနေ့စဉ်သုံးဘာသာစကားတွေအတစ်တစ်သောစကားလုံးတွေကိုသိချင်တယ်ဆိုလို့ရှိရင်တော့ဘယ်လိုခေါ်လဲထိုင်းဇက်ကာပေါ့နော်ထိုင်းဇက်ကာတွေ series တွေမြင်များကြည့်ပေးပါကြည့်တဲ့အခါကျလို့ရှိရင်မြန်မာစာတန်းထုံးပါတဲ့ဟာတွေပေါ့နော်အဲ့လိုမျိုးတွေမြင်များကြည့်ပေးပါဒါဆိုလို့ရှိရင်တော့ထိုင်းဇက်ကာကနေပြီးတော့ထိုင်းဘာသာစကားလေးတွေသိရမယ်ပေါ့နော်နောက်ပြီးကြတော့ခိုင်တို့ကစကားပြောတဲ့အခါအတန်အတွက်ကောင်းချင်တယ်အတန်အတွက်ပြပြသက်သက်လေးထွက်ချင်တယ်ဆိုတဲ့အခါကျရင်ဘာလုပ်ရမလဲဆိုတော့ထိုင်းသချင်းတွေကိုမြင်များနားထောင်ပေးပါထိုင်းသချင်းတွေနားထောင်တဲ့အခါကျလို့ရှိရင်လည်းထိုင်းဆက်ကားတွေကြည့်တယ်လို့မျိုးပဲပေါ့နော်မြန်မာစာတန်းထိုးပါတဲ့ဟာတွေနဲ့နားထောင်ပြီးတော့သူ့ရဲ့အတန်ထွက်တွေကိုအာယုံဒီဇိုင်းနားထောင်ပြီးတော့ဒီလိုမျိုးဆိုလို့ရှိရင်အတန်ထွက်ရင်ဒီလိုမျိုးလေးရေးရတာပါလားဒီကထိုင်းသချင်းတွေနားထောင်တဲ့ခါကျလို့ရှိရင်လည်းဒီလိုပဲမြန်မာစာတန်းထိုးပါတဲ့ဟာလေးနဲ့နားထောင်တဲ့ခါကျတော့ဒီလိုအတန်ထွက်မျိုးဆိုလို့ရှိရင်ဒီလိုမျိုးရေးတာပါလားဒီလိုအဓိပ္ပာယ်မျိုးရှိတာပါလားဆိုတာကိုတခါတည်းလေ့လာပြီးသားဖြစ်သွားတယ်ပေါ့နော်ဒီလိုပုံစံနည်းနဲ့ခိုင်တို့ကထိုင်းဆက်ကားတွေထိုင်းသချင်းတွေနားထောင်ပြီးတော့ထိုင်းဘာသာစကားပါတခါတည်းလေ့လာပြီးသားဖြစ်သွားတယ်ပေါ့နော် Oh my god Wow ဒီလိုနည်းနဲ့ခိုင်ကိုယ်တိုင်လည်းထိုင်းစာကိုစပြီးတော့လေ့လာခဲ့တာပေါ့နော်တကယ်လို့တငယ်ချင်းတို့ရဲ့အတိမိတ်ဆွေတွေထဲမှာလည်းထိုင်းစာကိုလေ့လာနေတဲ့လူရှိရဆိုလို့ရှိရင်ခိုင်ရဲ့ဗီဒီယိုလေးကို share သွားပေးနော်တကယ်လို့ခိုင်နဲ့အတူထိုင်းဘာသာစကားကိုလေ့လာချင်တယ်ဆိုလို့ရှိရင်တော့ online class လေးရှိပါတယ်နော်တကယ်လို့ online class နဲ့ပတ်သက်ပြီးတော့အသေးစိတ်ဆက်သွယ်မေးမြန်းချင်တယ်ဆိုလို့ရှိရင်တော့ TikTok ချက်ပါကနေတစ်ဆင့်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင် Nice နောက်ထပ်ဗီဒီယိုတွေမှာဆက်ပြီးတွေ့ကြမယ်နော် See you